မဲနေတဲ့ဘက်ချမ်းကိုပြန်သုံးပြမယ်နော်မိတ်ကပ်ကိုဒီလိုမျိုးအဆက်ဆက်လေးချလိုက်အများကြီးချဆရာမလို့နည်းနည်းလေးဆိုရပြီနည်းနည်းလေးဆိုရပြီနော်ဒီမှာတုတ်ပတ်နဲ့ပဲသုံးမယ်ရေနဲ့စိတ်ထားတဲ့တုတ်ပတ်လေးနဲ့ဒီလိုသုံးမယ်ဒီလိုအများကြီးသုံးဆရာမလို့အရန်ဖြူဖြူကြိုက်တဲ့ညီမလေးတွေမင်းများသုံးမမတဲလို့မင်းများသုံးမမတဲကတော့ဖြူဖြူလေးကြိုက်တာဖြစ်တဲ့အတွက်ကိုမင်းများသုံးတယ်မိတ်ကပ်သုံးလို့ရှင်ညီမလေးတို့ကဖြူဖြူကြီးမကြိုက်ဆိုနည်းနည်းပဲသုံးဒီမှာအရန်လာကွယ်ဂရုသမီးတွေတောင်ပြင်ပေးလို့ရတယ်ဒီမှာကြည့်လိုက်အမလေးလိမ့်နာနဲ့ဖြူနော်ပင်ကိုအသားကြီးဖြူနေစရာမလိုဘူးဒီမိတ်ကပ်လေးကိုတုံးတာအမလေးအရန်ကိုလှမမတဲကလိုင်းတက်ပြီးလိုက်လွင့်ပြီးဆိုရင်တော့ဒီမိတ်ကပ်တွေပဲတုံးထားတာဒီမိတ်ကပ်တွေပဲတုံးထားတာအရန်ကိုမှလှဒီမှာအသားကြီးကြည့်လိုက်အကလုံးဖြူသွားပြီအရန်လှရေဆိုခံချွေးဆိုခံနော်မျက်နှာရည်ထိအောင်မပြတ်